င်္ဂလာပါခင်ဗျကဘာတဝန်ကစိတ်ဝင်စားစရာအကောင်းဆုံးခရီးသွားနေရတဲ့အကြောင်းနဲ့ဆွေးနွေးသုံးသပ်မဲ့စီစဉ်ကနေကြိုးဆိုပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူလေးသာသုံးသပ်ဖို့ရေးထားတဲ့အရေးမင်္ဂလာပါလေးကဘာထိတ်တန့်ခရီးသွားနေရစိတ်ကူကိုအစင်းလိုက်ဖော်ပြထားတဲ့ YouTube ဗီဒီယိုတစ်ခုပါဟုတ်ကဲ့ကျွန်တော်ရဲ့ဒီနေ့ကြီးမှန်းချက်ကတော့ဒီဗီဒီယိုတွေကအချက်လက်တွေကိုသုံးပြီးတော့လीဒီနေရာတွေဘာကြောင့်ဒီလောက်ဆွဲဆောင်မှုရှိတယ်လဲဘာတွေကသူတို့ကိုထိတ်တန့်ထစ်စေတယ်လဲဆိုရအနှစ်သာရကိုပေါ့ပါနဲ့စိတ်ဝင်စားစရာကောင်းအောင်ထုံလို့ဆွေးနွေးကိုပါပဲဟုတ်ပါတယ်ကဲဒီကဘာလက်ခီးကိုစားလိုက်ကြအောင်လားစိတ်ဝင်စားစရာကောင်းစဉ်တစ်ခုပါပဲဟုတ်တယ်ဒီလိုထိတ်တန့်ဆဲစာရင်းတွေကလေလူတွေရဲ့ခီးထွားအိမ်မက်တွေကိုစူးစီးဖော်ပြနေတယ်လို့ပဲနော်ဟုတ်ပါဘယ်နေရာတွေကလူများရဲ့စိတ်ကူးဓာတ်မှာဆွဲထင်နေတယ်လဲဆိုတာကိုပြနေတာပေါ့ဒီနေ့ကျမတို့ဆွေးနွေးမှုမှာတော့ဒီစင်းတဲ့ကနေရာတွေရဲ့အပေါ်ရန်အလားတရားတင်မဟုတ်ပဲနဲ့သူတို့ကိုတကိတ်ထိတ်တန့်ဖြစ်စေတဲ့နောက်ခံအကြောင်းတရားတွေထူးခြားတဲ့အည်အသွေးတွေကိုပို့ပြီးနားလည်အောင်ကြည့်ကြမှာပါကောင်းပါပြီဒါဆိုရင်ဗီဒီယိုတွေကအဆင့်10နေရာကနေစလိုက်ကြအောင်အီတလီနိုင်ငံက Venice မြို့ပါVenice တူးမြောင်းများရဲ့မြို့တော်ဆိုတဲ့နာမည်နဲ့တင်သူ့ရဲ့ထူးခြားမှုကပေါ်လွင်နေပြီနော်ဒီ YouTube ဗီဒီယိုမှာဂွန်ဒိုလာလေးစီးတာကိုအရင်ပုံဖော်ထားတယ်ဟုတ်ကဲ့ဂွန်ဒိုလာကတော့ Venice ရဲ့အမတ်သားလို့ဖြစ်နေတာကိုဟုတ်တယ်ဒါပေမဲ့ဒီလေလေးတွေက Venice ရဲ့တည်ယူပို့ဆောင်ရေးတမိုင်းအတွက်ရောခရီးသွားတွေအတွက်ဆွဲဆောင်မှုအတွက်ရောဘလောက်ရေးပါလဲဆိုတာစဉ်းစားစရာပဲပြီးတော့ Saint Mark Basilica ဖျားเจ้าရဲ့ခန္ဓာမှုတမိုင်းဝင်လမ်းတွေကျင်လီတွေကလူ့ဝဆန်းကျဲမှုတွေဗီဒီယိုထဲမှာတော့အမှုပညာယဉ်ကျေးမှုနဲ့ခန္ဓာထေဝါမှုတွေပေါင်းစပ်နေတဲ့တန်စင်တစ်ခုလို့ဖော်ပြထားတယ်ဗျာဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာက Venice ရဲ့တိဆောက်ပုံကိုနိုင်ပါပဲဆိုတော့ရေးပေါ်မှာမြို့တစ်မြို့လုံးကိုတိဆောက်ထားပုံတူးမြောင်းတွေကိုလမ်းဒီလိုအသုံးပြုပုံတန်တားတွေနဲ့ဆက်သွယ်ထားပုံတွေကတကယ့်ကိုအင်ဂျင်နီယာပိုင်းဆိုင်ရာအောင်ဩစရာတစ်ခုလိုပါပဲဟုတ်တယ်ဒါကလူသားတွေကသူတို့ရဲ့ပတ်ဝန်းကျင်ဒီနေရာမှာဆိုရင်ရေပေါ်များတဲ့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာနေထိုင်နိုင်အောင်အဲ့ဒီပတ်ဝန်းကျင်ကိုအကောင်းဆုံးအသုံးပြုပြီးယဉ်ကျေးမှုတစ်ခုထူထောင်နိုင်ခဲ့တယ်ဆိုရဲတက်တဲ့တစ်ခုလိုဖြစ်နေတာပေါ့မှန်ပါတယ်တခြားမျိုးတွေနဲ့လုံးဝမတူတဲ့သူ့ရဲ့ဒီဇိုင်းကပဲသူ့ကိုထိတ်တန့်ထစ်စေတဲ့အဓိကအချက်လို့ဆိုနိုင်မလားပဲဗီနီးစ်ရဲ့လူတွေဖန်တီးထားတဲ့ရေလမ်းကြောင်းတွေကနေကဘာမြေကြီးရဲ့တက်တန်းကိုပြောပြနေတဲ့တဘာဝရဲ့လက်ရာစီကိုကူးပြောကြည့်ကြအောင်အဆင့်9နေရာကအမေရိကန်နိုင်ငံက Grand Canyon မှာGrand Canyon ဗီဒီယိုထဲမှာပြထားတဲ့မြင်ကွင်းတွေကတကယ်ကိုအသက်ရှူမလောက်တယ်ကိုလိုရာဒိုမြက်ကနှစ်ထမ်းပေါင်းများစွာတိုက်စားပြီးထွင်းထူးထားတဲ့ခြောက်ကြီးဒီဘူမီဗေဒဆိုင်ရာလက်ရာမြောင်မှုဆိုတဲ့စကားလုံးကသူ့ရဲ့ကြီးကျယ်ခမ်းနားမှုကိုဖော်ပြဖို့မလုံလောက်ဘူးလို့တောင်ထင်မိတယ်ဟုတ်တယ်တကယ်ကိုကြီးကျယ်ခမ်းနားတာတောင်ဆောင်အတိုင်းလမ်းလျှောက်တာရဟန်းရင်တွေဝေဟင်ကနေကြည်တာတွေကဒီနေရာရဲ့ပမာဏကိုပိုပြီးခန်းစားမိစေမယ်ထင်တယ်ဒါဟာကဘာတဘာဝအမ်ဖွေးတွေကတခုဆိုတာညင်းစရာမရှိပါဘူးGreen Canyon ကိုကြည့်လိုက်ရင်ဒီကဘာသမိုင်းစာအုပ်ကြီးကိုဖွင့်ဖက်နေရတယ်လို့ပါပဲကျောက်လွှာတလွှာချင်းစီကနှစ်တန်းပေါင်းများစွာကြာမြင့်ခဲ့တဲ့ဘူမိဗေဒဆိုင်ရာဖြစ်စဉ်တွေကိုမှတ်တမ်းတင်ထားတာဟုတ်ကဲ့ကအလားတရားတသက်ပိုးပါတယ်တဘာဝတရားရဲ့အရာမစွမ်းအားအချိန်ရဲ့တန်ဖိုးပြီးတော့ကဘာမြေကြီးရဲ့တက်တန်းနဲ့နိုင်ရှင်လူသားတွေရဲ့တည်ရှိမှုကဘလောက်သိငယ်တယ်ဆိုတာကိုနဲ့ခန်းစားမိစေတဲ့နေရာမျိုးပါဒီလိုအတွေးပွားစရာအတွေ့အကြုံမျိုးပေးနိုင်တာကြောင့်လဲထိတ်တန့်စင်းဝင်တာဖြစ်နိုင်ပါတယ်ရှင်ဟုတ်တယ်ဗျာတဘောရဲ့ကြီးကျယ်မှုကိုခန်းစားရစေတဲ့နေရာကနေအခုယဉ်ကျေးမှုအစဉ်အလာတွေထုံးကားရနေရာတခုစီခုံကူးကြည့်အောင်အဆင့်၈ကဂျပန်နိုင်ငံကကျိုတိုမြို့ပါကျိုတိုဒီမျိုးကိုဗီဒီယိုထဲမှာရှေးဟောင်းယူရာနဲ့ခေတ်မီလက်ပံမှုရောကနေမှုလို့ဖော်ပြထားတာတတိထားမိတယ်။ရာစုနှစ်တွေနဲ့ချီတက်တန်းရှိတဲ့ဘုရားကျောင်းတွေဝါတော်အုပ်စင်းတွေကေရှားတွေရဲ့ယဉ်ကျေးသိမ်မွေ့မှုဒီပုံရိပ်တွေကဂျပန်ရဲ့အနှစ်သာရကိုဖန်ယူထားသလိုပဲဟုတ်ပါတယ်ချယ်ရီပန်းပွင့်ချင်းဒါမှမဟုတ်ဆောင်းဦးရွယ်ကြွေချင်းကရှုခင်းနေဆိုရင်တော့ပိုပြီးတက်ဝင်နေမှာပဲကျိုတိုရဲ့အထူးဆွဲဆောင်မှုကဒီဟန်ချက်နေမှုပါပဲတစ်ဖက်မှာခင်မီတိုးတက်မှုတွေရှိနေပြီမဲ့နောက်တစ်ဖက်မှာသူ့ရဲ့တမိုင်းဝင်အဆောက်အုံတွေဥယျာဉ်တွေရိုးရာဓလေ့ထုံးစံတွေလက်မှုပညာတွေကိုအလေးတစထိန်းသိမ်းထားနိုင်တာကတကယ့်ကိုချီးကျူးစရာပါဟုတ်ကဲ့ဒ
ဒါဟာယဉ်ကျေးမှုထိန်းသိမ်းရေးဆိုတာအတိတ်ကိုပြတ်ထိုက်ထိထိထားတာမျိုးမဟုတ်ပဲလက်ရှိလူနေမှုဘဝနဲ့အတူတူရှင်တွဲရှင်တန်နိုင်နေဆိုတဲ့သက်ရှိတာတကတစ်ခုပါပဲ အဆင့်5ကပတဂိုနီးယားဒေသပါ ပတဂိုနီးယား နာနဲ့ချီလီနိုင်ငံနယ်စပ်မှာရှိတဲ့ဒီနေရာကတကယ်ကိုခြေပြန့်လွန်တယ်ရဗီဒီယိုတွေကမြင်ကွင်းတွေကမိုးထိနေသလားထင်ရတဲ့တောင်ထိပ်တွေတဖြည်းဖြည်းရွေ့လျာနေတဲ့ရေခဲမြစ်ကြီးတွေချီလင်းနေတဲ့ရေကန်ပြပြတွေတကယ်ကိုမထိတွေ့အားတဲ့တောရိုင်းမြေလို့ခန်းစားရတယ် ဟုတ်တယ်အရန်လာတာ Torres del Paine အမျိုးသားဥယျာဉ်မှာတောင်တက်တာ Perito Moreno ရေကမြေကြီးရဲ့ရှေ့မှာရပ်ကြည့်နေရတာမျိုးကဘယ်လိုအတွေ့အကြုံမျိုးထင်မလဲစိတ်ကူးနဲ့တောင်ချက်တီးထမိတယ် အေးပတဂိုနီးယားကကဘာပေါ်မှာကျန်ရှိနေတဲ့တကယ့်အရေးဆန်တဲ့နေရာတွေထဲကတစ်ခုပေါ့နော်လူနေထိုင်မှုနည်းပါပြီးလူလက်နဲ့ဖန်တီးထားတာတွေတိတ်မရှိတဲ့ကျေဖြောလာတဲ့ရှုခင်းတွေကတဘာဝရဲ့မူလပကတိအခြေအနေကိုခန်းစား권ပေးပါတယ် ဟုတ်ကဲ့ ဒီလိုနေရာမျိုးတွေကကဘာပေါ်မှာတဖြည်းဖြည်းရှားပါလာပြီလေဒါကြောင့်စွန်းစားလို့စိတ်ရှိသူတွေတဘာဝကိုတန်ဖိုးထားသူတွေအတွက်အိမ်မက်တစ်ခုလို့ဖြစ်နေရပါ အဆင့်6ကတော့ Green နိုင်ငံက Santorini ပါ အိုးစန်တိုရီနီလူထိမြောင်းတာပေါ့ အဖြူရောင်ဆေးတုပ်ထားတဲ့အိမ်လေးတွေနဲ့အဖျားရောင်အမိုးကုန်းဖျားကြောင်းလေးတွေပုံရိပ်ကတော့လူတိုင်းဒီပါမြင်ဖူးကြမယ်ထင်တယ် ဟုတ်တယ်တကယ်အမှတ်သားပဲ ဗီဒီယိုထဲမှာပြထားတဲ့ကျင်းမြောင်နဲ့ကြောက်လန့်လေးတွေအတိုင်းရှော့သွားရင်အေကီလီယန်ပင်လေပြာကြီးကိုငေးကြည့်ရတဲ့အရာတာနေဝင်ချင်းရဲ့မော်ဆန်နဲ့အလားဒါတွေအားလုံးကစိတ်ကူးရင်ဆန်လွန်းနေဂရီအစားအစာတွေကလည်းသူ့ရဲ့ဆွဲဆောင်မှုတစ်ခုလို့ဆိုထားသေးတယ်ဗျ ဟုတ်ပါတယ်စန်တိုရီနီရဲ့အမြင်ပိုင်းဆိုင်ရာဆွဲဆောင်မှု visual appeal ကအရန်အားကောင်းပါတယ်အဖြူနဲ့အပြာရောင်တွေရဲ့လိုက်ဖက်ညီမှုမဆောက်တဲ့6ကန်းပေါက်ပေါ်ကတိဆောက်ထားပုံကျေပြန့်တဲ့ပင်လယ်မြင်ကွင်း ဟုတ်ကဲ့ ဒါတွေအားလုံးပေါင်းဆက်ပြီးကဘာတဝဲကလူတွေရဲ့စိတ်ထဲမှာဂရိကျွန်းဆိုတဲ့ပုံရိပ်ကိုဆွဲထင်စေခဲ့တာပေါ့ဒါဘိတုကလယာနဲ့တဘာဝပတ်ဝန်းကျင်ဘလို့လောက်ပါစွာအပြန်အလှန်အားဖိနိုင်တယ်လဲဆိုတဲ့ဥပမာကောင်းတစ်ခုပါသူ့ရဲ့ဒီအထင်ကရပုံရိပ်ကပဲသူ့ကိုထိပ်တန်းစရင်နဲ့ထိသွင်းစေတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်ရှင် စည်ရင်ရဲ့ထဝဲအစ်စ်9ကိုရောက်လာပါပြီဒါကတော့တကယ်အပူပိုင်းပရိတိတ်စုလို့ပြောရမယ်ပင်သစ်ပိုလီနေရှားကဘောရာကျွန်းမှာ ဘောရာနာမည်ကြားတာနဲ့အေးချမ်းသွားသလိုပဲ ဟုတ်ပါဗီဒီယိုထဲမှာရိုက်ပြထားတဲ့ကြည်လင်နေတဲ့စိမ့်ပြရောင်ရေပြင်းတွေရေပေါ်အမဆောက်ထားတဲ့ဘင်္ဂလိုလီတွေကဇင်းခံအပန်းဖြေခရီးဆိုတဲ့စကလုံးကိုအပြည့်အဝဖော်နေတယ် ဟုတ်ကဲ့ရေပေါ်ဘင်္ဂလိုတွေကတိတ်နာမည်ကြီးတာ ရောင်စုံတန်တာကြောက်တန်းတွေကြားရေငုတ်တာဖြူဖွေးတဲ့တဲတုံပင်မှာအနားယူတာနေဝင်ချင်းရှုခင်းတွေအားလည်းမယုံနိုင်စရာပဲလို့ဆိုထားတယ်ဒါကတော့တကယ်အိမ်မက်ထေကအပန်းဖြေခရီးလို့ပါဗျာ တုတ်တစ်ခုလိုဖြစ်နေတာမှန်ပါတယ်ရေပေါ်ဘင်္ဂလိုလူထူးခြားရဲ့တေးခိုနေထိုင်မှုအတွေ့အကြုံတွေတီးတန့်ဆန်မှု exclusivity အဆင့်မြင့်ဝန်ဆောင်မှုတွေနဲ့တဘာဝရဲ့အလားတရားကိုပေါင်းစပ်ပြီးမတ်မိုးစရာပန်းဖြေမှုတစ်ခုကိုဖန်တီးထားတာပါ ဟုတ်ကဲ့ ဒါဟာလူသားတွေကတဘာဝပတ်ဝန်းကျင်ကိုအခြေခံပြီးဘယ်လိုထူးခြားရဲ့အတွေ့အကြုံတွေဖန်တီးနိုင်တယ်လဲဆိုတာကိုပြသနေတယ်လို့တစ်ချိန်တည်းမှာပဲဒီလိုဇင်ခံမှုတွေကပတ်ဝန်းကျင်ပေါ်ဘယ်လိုတက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုလည်းစဉ်းစားစရာဖြစ်စေပါတယ်ရှင် ဟုတ်ကဲ့ဗျာဇင်ခံအပန်းဖြေစရာကနေရှင်းဟောင်းတိုင်းမန်းရဲ့လေဝဆန်းချက်မှုတွေရှိတော့ကြည့်အောင်အဆင့်လေးကဂျော်ဒန်နိုင်ငံကဖီတန်မျိုးပါ ပီထရာနင်းစီမျိုးတော့ မင်းစီအောင်ကြောက်ဆောင်ရည်တွေမှာမြို့တစ်မြို့လုံးကိုထွင်းထူထားတယ်ဆိုတာစဉ်းစားကြည့်ုံနဲ့အန်အောစရာပဲဗီဒီယိုထဲမှာ UNESCO ကမ္ဘာ့အမွေနေရာလို့ဖော်ပြထားတယ် ဟုတ်ကဲ့ UNESCO site ဝေစီကနေကမ္ဘာစစ်မြေရေးပါတဲ့နေရာတွေကိုသတ်မှတ်ပေးတဲ့အတိမတ်ပြုမှုပေါ့ဒီစစ်လန်ချာလီကနေရှော့သွားရင်းနဲ့ရုတ်တရက်အယ်ကတ်နဲ့ဘန်ဒါတိုက်ကြီးကိုမြင်လိုက်ရတဲ့ခန်းစားချက်ကဘလို့များဖက်မလဲဗျဗီဒီယိုထဲမှာကိုရင်ပတ်ချူမောင်းစရာပဲ တကယ်ကိုအံ့ဩဖို့ကောင်းပါပဲ ဒါဟာလူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့ကြံ့ကြံ့ခံနိုင်ရည်ကိုပြသနေတဲ့တတ်သေးတစ်ခုပဲ ပီတရာကိုကြည့်လေလူသားတွေရဲ့ဇွဲလုံလာနဲ့အင်ဂျင်နီယာရပိုင်းဆိုင်ရာစွမ်းရည်ကိုမချီးကျူးဖဲမနေနိုင်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကဒီလောက်ခက်ခဲကြမ်းတမ်းတဲ့တောင်တန်းပတ်ဝန်းကျင်ထဲမှာဒီလောက်ခနားကြီးကျယ်တဲ့အဆောက်အုံတွေကိုကြောက်သားတဲ့ကနေထွင်းထူးခဲ့တယ်ဆိုတာစိတ်ကူးကြည့်ဖို့တောင်ခက်ပါတယ်နော် ဟုတ်ပါတကယ်စဉ်းစားလို့မရဘူး ဒါဟာသမိုင်းကိုစိတ်ဝင်စားသူတွေဘီတုခရပညာကိုလေ့လာသူတွေအတွက်တာမကလူသားတွေရဲ့စွမ်းဆောင်နိုင်ရည်ကိုအတိမပြုချင်သူတိုင်းရဲ့အတွက်အရေးပါတဲ့နေရာတစ်ခုပါ ဒါပေမဲ့ဒီလိုအန်အောစရာကောင်းတဲ့နေရာမျိုးကခီးသွားတွေနဲ့အရန်ပြည့်ချက်နီတတ်တယ်လို့ကြားဘူးတယ်ဗျာအရင်မြစ်ထဲမှာအဲ့ဒီအတွေ့အကြုံကိုထိခိုက်စေနိုင်တဲ့အကြောင်းဖော်ပြထားတာမျိုးရှိပါသလား က
ဒီဗီဒီယိုကတော့အဓိကအားဖြင့်အလားတရားနဲ့တမိုင်းဝင်အရေးပါမှုတွေကိုပဲမိမောင်းထိုးပြထားပုံရပါတယ်ဆိုတော့ခီးတော်များပြမှုရဲ့အကျိုးဆက်တွေဥပမာလူထူထက်မှုတောင်မှမဟုတ်ရှေးဟောင်းနေရာတွေပျက်စီးမှုလို့စိန်ခေါ်မှုတွေကိုတော့ထည့်သွင်းဆွေးနွေးထားပုံမပေါ်ပါဘူး ဒါပေမဲ့ဒါကပီထရာလို့ကဘာကျော်နေရတော်များများရင်ဆိုင်နေရတဲ့လက်တွေ့ပြဿနာတစ်ခုဖြစ်နိုင်ပါလေရှင် မှန်ပါတယ်ဗျာကဲထိတ်ဆုံး3နေရာစီချင်းကပ်လာပါပြီအဆင့်3ခြေတံစိတ်ဆူရှင်ကတော့ American နိုင်ငံက Yellowstone အမျိုးသားဥယျာဉ်ပါ Yellowstone တဘာဝအန်ကရီပေါ့ ဗီဒီယိုထဲမှာသူ့ကိုဘူမိအပူစွမ်းအင်အံဖွယ်နေမြေလို့တုံနှုံထားတယ်မြင်ကွင်းတွေကလည်းတကယ်ကိုထူးခြားတယ်ဗျာမြေကြီးထဲကနေရေပူတွေပန်းထွက်နေတဲ့ geysers တွေမြေအောက်ရေပူကြောင့်ဖြစ်ပေါ်တဲ့ရေပန်းတွေပေါ့နော်ဟုတ်ကဲ့ရွှင်ပွက်အိုင်တွေအယောင်ဆုံးတောက်ပနေတဲ့ရေပူကန်ကြီးတွေအထူးသဖြင့် O54 ရေပူပန်းထွက်တာနဲ့ Grand Prismatic Spring ရေပူကန်ရဲ့အယောင်သွေးတွေကတကယ်ကိုအမတ်ရစရာပဲ ဟုတ်ပါတယ် Grand Prismatic ကအကျန်းလာတယ် မတူကွဲပြားတဲ့တော်ရိုင်းတရက်ဆန်တွေလည်းတော်များတယ်လို့ဆိုရယ်တကယ်တဘာဝရဲ့ပြပွဲကြီးတစ်ခုလိုပါပဲ Yellowstone ရဲ့တန်ဖိုးကသူ့ရဲ့တက်ကွင်လှူရှိုင်းနေတဲ့ဘူမိပြည်တာဖြစ်စဉ်တွေမှာရှိနေတာပါရှင်ကမ္ဘာမျက်နှာပြင်အောင်မှာဘလို့အားကင်းတဲ့ဖြစ်စဉ်တွေဖြစ်ပျက်နေတယ်လဲဆိုတာကိုမြတ်ဝါထန်တင်လေ့လာနိုင်တဲ့နေရာတစ်ခုပေါ့ ဟုတ်ကဲ့ဒါပြင်ဒီလိုထူးခြားတဲ့ပတ်ဝန်းကျင်ကိုမိခေါ်ပြီးရှင်တန်နေထိုင်ကြတဲ့ဝက်ဝံတွေတမင်တွေဝမလွေးတွေစားတဲ့တိုးရိုင်းတရက်ဆန်တွေကသူ့ရဲ့ခေဟစနစ်တန်ဖိုးကိုပိုပြီးမြင့်မားစေပါတယ်ကဘာပေါ်မှာဒီလိုဘူမိအပူစွမ်းအင်လှူရှားမှုတွေနဲ့တိုးရိုင်းတရက်ဆန်ကျွေဝါမှုတွေဆွစီးနေတဲ့နေရာမျိုးကတိတ်မရှိပါဘူး ဝီဒန်စိတ်ဆုရှင်အစနစ်နေရာအတွက်တော့အာဖရိကတိုက်ရဲ့တဘာဝတရားစီကိုတွားရပါမယ်တန်ဇန်နီးယားနိုင်ငံကဆာရန်ဂတီအမျိုးသားဥယျာဉ်ပါ Serengeti Great Migration ပေါ့ ဟုတ်ပါတယ်ဗီဒီယိုထဲမှာသူ့ကိုတော်ရိုင်းတရက်ဆန်ဝါသနာရှင်တွေရဲ့ပရိသတ်တူလို့တင်စားထားတယ်အထူးသဖြင့်နာမည်ကြီး Great Migration ကြီးကျယ်သောရွှေ့ပြောင်းမှုပေါ့နော်အစားနဲ့ရဲတော့ Wild Beasts နဲ့မြင်းကြတန်ပေါင်းများစွာအကြီးအကျယ်ရွှေ့ပြောင်းသွားလာကြတဲ့ဖြစ်စဉ်ကဒီနေရာရဲ့အဓိကဆွဲဆောင်မှုပဲ ဟုတ်ကဲ့တကယ်ကိုအမခံမဲ ကျေပြလာတဲ့လွန်ပြန်ကြီးပေါ်မှာဒီလောက်များတဲ့တရက်ဆန်အုပ်ကြီးတွေရွေလျာနေတဲ့ကိုမြင်အောင်ကြည့်ုံနဲ့တင်တကယ်ကိုအံ့ဩစရာပါ Safari ထွင်ရင် Big 5လို့ခေါ်တယ်ချင်းသေးဂျာတဲ့စင်ကြံကျွဲရိုင်းတရက်ဆန်ကြီး၅မျိုးကိုရှာဖွေကြည့်ရှုရတဲ့အထွေကြုံကလည်းစိတ်လှရှားစရာဖြစ်မှတည်ကြတယ်ဗျာ Serengeti ကကဘာကြီးအပေါင်းဆုံးဂေဟ system တွေထဲကတစ်ခုအဖြစ်ကြန့်ရှိနေစေပါရှင် Great Migration ဆိုတာကတဘာဝတရားရဲ့တန်တရားလဲပတ်မှုအသက်ရှင်ရည်တည်ရဲ့အတွက်ရုန်းကန်လှူရှားမှုတွေကိုအထင်ရှားဆုံးပြသနေတဲ့ဖြစ်စဉ်ကြီးတစ်ခုပါ ဟုတ်ကဲ့ ဒါဟာရုပ်ရှင်တွေကမြင်ကွင်းမျိုးမဟုတ်ပဲတကယ်လက်တွေ့တဘာဝရဲ့ကြီးကျယ်ခမ်းနားတဲ့ပြကွက်တစ်ခုပါဒီဂေဟ system ကိုထိမ့်သိမ်းကာကွယ်ဖို့ကတန်ဇနီးယားအထက်တာမကကဘာကြီးအသက်ပါအရေးကြီးပါတယ် မှန်ပါတယ် ဒီလိုထူးခြားတဲ့တဘာဝဖြစ်စဉ်ကိုမြင်တွေ့နိုင်တဲ့တခုတည်းသောနေရာနီးပါးဖြစ်နေလာကြောင်းထိတ်တန့်စရင်ဝင်တာမဆန်းပါဘူး နောက်ဆုံးတော့ number 1ရွှေရန်စိတ်ဆုရှင်စီရောက်လာပါပြီဗီဒီယိုရဲ့ထိတ်ဆုံးနေရာကိုရရှိသွားတာကတော့ Australia နိုင်ငံက Great Barrier Reef ပါ ။အော် Great Barrier Reef ရေဟောက်ကဘာပေါ့ သူကိုရေအောက်သက်ရှိများနေတောက်ပတဲ့တန်တာကြောက်တန်းများရေရောင်စုံပန်းချီကားလို့ဖော်ပြထားတာတိလာတယ်ဗျာဒါဟာကမ္ဘာအကြီးဆုံးတန်တာကြောက်တန်းစနစ်ချစ်ပြီးနောက်ထပ် UNESCO ကမ္ဘာအမွေးနေ့နေရာကခုလည်းပြည်ပြန်ပါတယ် ။ဟုတ်ကဲ့အကြီးဆုံးပဲ ဗီဒီယိုတွေကရေအောင်မြင်ခွင့်နေရာဆိုရင်အယောင်အသွေးစွန်လင်းလာတဲ့တန်တာကြောက်တန်းတွေထူးခြားဆန်းပြတဲ့ငါးမျိုးစုံနဲ့တင်လိုက်ရည်နေတဲ့တဘာတွေပြင်းနေတဲ့ကဘာတစ်ခုလိုပါပဲရင်ငုတ်တာတမို့ snorkel လုပ်ပြီးဒီလာတီဟာကိုကိုယ်တိုင်ခန်းစားရတဲ့တွေ့ကြုံကတကယ်ကိုတူနိုင်မယ်ဖြစ်မယ်လို့ဆိုထားတယ်ဗျာ Great Barrier Reef ရဲ့အဓိကအရေးပါမှုကသူ့ရဲ့မယုံနိုင်လောက်စရာဇီဝမျိုးစုံမျိုးကွဲကျွဲဝမှုပါပဲ။ဒါဟာကဘာပေါ်ကသက်ရှိတွေစုပေါင်းတိဆောက်ထားရဲ့အကြီးမားဆုံးတိဆောက်မှုတစ်ခုဖြစ်ပြီးသမုဒ္ဒရာဂေဟစနစ်တစ်ခုလုံးအတွက်အလွန်အရေးကြီးပါတယ်ရှင်။ ဟုတ်ကဲ့ ဒါမဲ့တစ်ချိန်တည်းမှာပဲ तू ကရန်ကိုနုနယ်ပြီးတော့ရာသီဥတုပြောင်းလဲမှုပင်လယ်ရေအပူချိန်မြင့်တက်လာမှုရေထုညဉ့်ညံ့မှုတွေရဲ့ဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားနေရပါတယ် ဒါကတော့စိတ်မကောင်းစရာပဲ ဟုတ်ပါပဲဒါကြောင့်သူ့ရဲ့အမခံအလှတရားကတစ်ဖက်သူ့ရဲ့တည်တံရဲ့အထက်စိုးရင်စရာအခြေအနေကတစ်ဖက်ဒီနှစ်ခုလုံးကသူ့ကိုအာယုံစိုက်စရာနေရာတစ်ခုဖြစ်စေပါတယ်သူ့ရဲ့ဒီထူးခြားမှုနဲ့ရေးပါမှုကြောင့် number 1နေရာမှာရှိနေတာဖြစ်နိုင်ပါတယ်ရှင် ကောင်းပါဗျာ
ဒီနေ့ကျွန်တော်တို့ Venus ရဲ့ရေလမ်းတွေကနေ Great Barrier Reef ရဲ့ထန်တာကြောက်တန်းတွေအထိ Green Canyon ရဲ့6နက်ကြီးတွေကနေ Serengeti ရဲ့လွင်ပြင်ကျဲကြီးတွေအထိကျူတိုရဲ့ဖွယ်အကြောင်းတွေကနေဖီတာရဲ့ကြောက်တာတွေကမြို့တော်အထိကဘာထိတ်တန်းခရီးတွားနေရစေခုကိုဒီ YouTube ဗီဒီယိုအရင်အကြီးကနေတဆင့် screening ကြရပြပါမယ် ဟုတ်ကဲ့ခရီးတော်ဆုံးခဲ့တာပေါ့ မြို့ပြအလားတဘာဝအမ်ဖွယ်တမိုင်းအမွေရနေတော်ရိုင်းဒီရချန်ဇန်စင်ခံအပန်းဖြေမှုစသဖြင့်အရန်ကိုကွဲပြားစုံတဲ့နေရာနေပါဝင်တာတတိထားမိပါတယ်ဆိုတော့ကဒီချက်ဒီအားလုံးကဘာကိုညွှန်ပြနေသလဲဗျ ဒီစီရင်ကိုခြုံငုံတုံးတက်ကြည့်ရင်လေထိတ်တန်းဆိုတဲ့တတ်မှတ်ချက်ကအချက်တစ်ချက်တဲပေါ်မှာမူတည်နေတာမဟုတ်ဘူးဆိုတာတွေ့နိုင်ပါတယ်ရှင် ဟုတ်ကဲ့ တချို့နေရာတွေကသူတို့ညတဘာဝအတိုင်းလပ်ပမှုဥပမာ Great Barrier Reef Grand Canyon Patagonia ကြောင့်အဓိကထင်ရှားတယ်တချို့ကလူသားတွေရဲ့တမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာကြိုးပိုင်းမှုတွေရရလက်ဥပမာ Petra Kyoto Venice ကြောင့်တန်းဖို့ရှိတယ် မှန်ပါတယ် တချို့ကတော့ထူးခြားတဲ့ဘူမိဖေရဆိုင်ရာဖြစ်စဉ်တွေ Yellowstone ဒါမှမဟုတ် Gehannes System Serengeti ကြောင့်အရေးပါနေလေနောက်ပြီးအပန်းဖြေမှုနဲ့အတွေ့အကြုံ Bora Bora Santorini ကလည်းအခန်းကဏ္ဍတစ်ခုနဲ့ပေါင်းဝင်နေပြန်တယ် ဟုတ်ကဲ့ ဆိုတော့နေရာတစ်ခုကိုအကောင်းဆုံးဖြစ်စေတာကပါလဲဆိုရင်မိခွင်းအဖြေကတသမတိမရှိပဲအလားတရားတမိုင်းယဉ်ကျေးမှုတဘာဝထူးခြားတဲ့အတွေ့အကြုံစတဲ့အချက်တွေရဲ့ပေါင်းစပ်မှုပေါ်မှာမူတည်နေလို့ဆိုရပါလိမ့်မယ် ဒါကတကယ်စဉ်းစားကြည့်အချက်ပါပဲနားထောင်နေသူတွေအတွက်နောက်ဆုံးအတွေ့တစ်ခုအနေနဲ့ခြံထားခဲ့ချင်တာကတော့ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့နာမည်ကြီးပြီးလူတိုင်းသိကြတဲ့နေရာတွေအပြင်သူတို့နဲ့အလားတူအရေးသွေးတွေဆိုလိုတာကထူးခြားတဲ့တမိုင်းအမခန်တဘာဝအလားဆွဲမဖွယ်ယဉ်ကျေးမှုတွေပေးစွမ်းနေပေမဲ့လူသိမသိသေးတဲ့ဒါမှမဟုတ်ဒီလိုထိတ်တန့်ဆယ်စားရနေတဲ့သိမပါတတ်တဲ့တခြားတန်ဖိုးရှိတဲ့လူ့ဘဝနေရာတွေကဘာပေါ်မှာရှိနိုင်သေးအောင်မလား အေးရှိနိုင်တာပေါ့ နေရာတစ်ခုရဲ့တကယ်တန်ဖိုးနဲ့ထူးခြားမှုဆိုတာဒီလိုအဆင့်သမတ်ချက်တွေရဲ့အပြင်ဘက်မှာဘယ်လိုရှိနေနိုင်မလဲဆိုတာကိုကိုယ်တိုင်ဆက်လက်ရှာဖွေကြည့်ဖို့ဒါမှမဟုတ်စဉ်းစားဆင်ခြင်ကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အတွက်ဒီမှာပဲရနာလိုက်ပါစေခင်ဗျာ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်